မေဘယ်ဟာငငယ်တဲ့ကတခြားကလေးတွေနဲ့မတူတဲ့ကောင်မလေးပါသူမကလူတွေထက်တိရစ္ဆာန်တွေနဲ့ပိုရင်းနှီးတယ်ကျောင်းမှာတော့တိရစ္ဆာန်လေးတွေကိုကယ်ဖို့လွယ်အိတ်ထဲထည့်ပြီးခိုးထုတ်လာတဲ့အထိတတိရှိတယ်ဆရာမတွေမိဘတွေကပြဿနာရှာတဲ့ကလေးလိုမြင်ပေမဲ့သူမအတွက်တော့တိရစ္ဆာန်တွေဟာကာကွယ်ပေးတဲ့သက်ရှိတွေပါအဲ့ဒီလိုပြဿနာတွေတက်ပြီးတိုင်းသူမဖွားစီသွားနေတတ်တယ်အဖွားကမေဘယ်ကိုမြို့ပြင်ကတောအုပ်လေးတစ်ခုစီအမြဲခေါ်သွားတယ်အဲ့ဒီနေရာလေးကတိတ်ဆိတ်တယ်ရေစီးတန်ငှက်တန်လေးတိုက်တန်တွေနဲ့ပြည့်နေတယ်အဖွားကတဘာဝထဲရောက်ရင်လူကကိုကဘာကြီးရဲ့အစိတ်ပိုင်းတစ်ခုလိုခံစားရတယ်လို့ပြောတတ်တယ်မေဘယ်အတွက်တော့အဲ့ဒီတောအုပ်လေးကရိုးရိုးနေရမဟုတ်ဘူးသူမရဲ့ကလေးဘဝအဖွားနဲ့အမတ်တရတွေစိတ်အေးချမ်းမှုတွေအကုန်ရှိနေတဲ့နေရာလေးဒါပေမဲ့နှစ်တွေကြာလာတော့အဲ့ဒီတောအုပ်နေရာကိုမြို့တော်ဖွံ့ဖြိုးရေးစီမံကိန်းအတွက်ဖျက်သိမ်းဖို့စီစဉ်လာကြတယ်လူအများစုအတွက်တော့ဒါကရိုးရိုးမျိုးပြစီမံကိန်းတစ်ခုပဲမေဘယ်အတွက်တော့သူမရဲ့အမတ်တရတွေကိုဖျက်ဆီးခံရတယ်လို့ဖြစ်နေတယ်မျိုးပြစီမံကိန်းဦးဆောင်သူဂျယ်ရီကမေဘယ်ကိုဒီတောကိုလူတွေတကယ်ကာကွယ်ခြင်းနဲ့ဆိုရင်48နာရီအတွင်းလုံလောက်တဲ့လက်မှတ်တွေယူလာခဲ့လို့ပြောလိုက်တယ်ဒါနဲ့မေဘယ်လည်းမျိုးအနှံ့လိုက်ပြီးလူတွေကိုတောအုပ်ရဲ့အရေးကြီးမှုကိုရှင်းပြရင်းလက်မှတ်တွေစုဖို့ကြိုးစားတော့တယ်တို့ပေမဲ့တနေတာတာကုံသွားပေမဲ့အချီးနှီးဖြစ်ရင်အိမ်သာပြန်ခဲ့ရတယ်ဂျယ်ရီရဲ့ဗီဒီယိုကိုကြည့်ရင်သူမအရေးကြီးတဲ့အချက်တစ်ခုသိသွားတယ်စီမံကိန်းကအဲ့ဒီနေရာမှာတိရစ္ဆာန်တွေမရှိပါဘူးဆိုတဲ့ report နဲ့ပဲခွင့်ပြုချက်ရထားတာဖြစ်ပြီးတကယ်သာတိရစ္ဆာန်တွေရှိနေတာကိုတက်တည်ပြနိုင်ရင်စီမံကိန်းကိုရပ်တန့်နိုင်သေးတယ်ဆိုတာသူမနားလဲသွားတယ်တိရစ္ဆာန်တွေတကယ်ရှိနေကြောင်းတက်တည်လိုအပ်လာတယ်ဒါပေမဲ့ရိုးရိုးဗီဒီယိုဒါမှမဟုတ်ဓာတ်ပုံနဲ့မလုံလောက်နိုင်တာကြောင့် Wildlife Research နဲ့နည်းပညာပိုင်းကျွမ်းတဲ့ Professor Sun ကိုတွားတွေ့ခဲ့တယ် Professor Sun ကပြီးပတကောင်ရှိနေသေးရင်တခြားသောတိရစ္ဆာန်တွေလည်းအသက်ရှင်နေသေးတဲ့အတိတ်ပဲဖြစ်နိုင်တယ်လို့ပြောတာကြောင့်မေဘယ်တို့ပြီးဖို့တက်တည်အနေနဲ့ရှာဖို့ကြိုးစားကြတော့တယ်ဘီဘာကြိုက်တတ်တဲ့အရာတွေတုံးပြီးတစ်နေ့လုံးစောင့်နေခဲ့ပေမဲ့ညဘက်ရောက်မှသာတွေ့ခဲ့တယ်ဘီဘာကသူမမြားထားတဲ့အရာတွေကိုကြော်သွားတာကြောင့်သူမနောက်ကနေလိုက်ကြည့်ခဲ့တယ်ဘီဘာရဲ့ရှေ့ကိုကားတစ်စီးရောက်လာပြီးပါသွားတာကြောင့်သူမဆက်ပြီးနောက်ကနေလိုက်ခဲ့တယ်ဘီဘာကိုကယ်ဖို့အလန့်တကြားပြေးဝင်သွားတဲ့မေဘယ်ဟာသူမကယ်နေတာကတက်ရှိတကောင်မဟုတ်ပဲဆက်ရုပ်ဘီဘာသားဖြစ်ကြောင်း Professor Sansi ကသိလိုက်ရတယ် Professor ကလူသားတွေရဲ့စိတ်ကိုဒီဆက်ရုပ်တွေထဲထည့်ပြီးတိရစ္ဆာန်တွေရဲ့ကဘာကိုကိုယ်တိုင်ဝင်လေ့လာနိုင်တယ်လို့သူတို့အချင်းချင်းဆက်သွယ်နေတဲ့အတန်တွေကိုပါနားလည်နိုင်ကြောင်းဆက်ရှင်းပြတယ်အဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်မှာတော့မေဘယ်တယောက်ကိုယ်တိုင်ရှာဖို့အကြံရသွားတယ်